Hello 皮皮吧。ဟော်တယ်ကနေနီးလေစာစားဖို့ပြန်ထွက်လာတာပါနီးလေစာစားခဲ့တဲ့ဆိုင်လေးကတော့皮皮တို့ဟိုတယ်နဲ့တိတ်မိုးရတဲ့ M3 စားတော့ဆိုင်မှာပဲစားခဲ့ပါတယ်ဆိုင်လေးကကျေပြီးတော့တန်းတန်းပြပြန်လေးတော့ရှိပါတယ်ဘာဟင်းပွဲလေးတွေမှာထားလဲဆိုတော့ပစွန်အချိုကျဲပြည်ကြီးငါရခိုင်တော့ဂုံ6ဆက်ကနန်းချင်စက်နဲ့အရေးတောင်းနဲ့အသေးရွက်လေးလည်းမှာထားပါတယ်ဟင်းပွဲလေးတွေအကုန်လုံးကအရသာရှိပြီးတော့အဆက်ဟတ်တဲ့ပါတယ်မွေဆောင်ခီးစဉ်တစ်ခုလုံးမှာတော့ပင်လယ်စာကိုမုန်းအောင်စားခဲ့ရပါတယ်ပြပြတို့နီးလေစာစားမဲ့အချိန်မှာမိုးရွာနေတော့ဟိုတယ်ကနေတော်တော်နဲ့မထွက်ဖြစ်ပါဘူးအဲ့တော့ထမင်းစားတာနည်းနည်းနောက်ကျတော့ဘိုက်စာနဲ့အများကြီးစားခဲ့ပါတယ်ဘိုက်ပဲစာနေလို့လာတော့မသိဘူးစားသမျှဟင်းနိုင်ကတော့အကုန်လုံးအရသာရှိနေရလို့ခံစားရပါတယ်ပင်လယ်စာထဲမှာဆိုလို့ရှိရင်တော့ကနန်းကိုစားရမှာအပြင်းဆုံးပါပဲဒါပေမဲ့ဒီမှာကနန်းချက်ထားတဲ့ပုံစံလေးကလည်းစားချင်းစရာလေးမဟုတ်လို့ပြပြစားခဲ့ပါတယ်စားပြီးတောက်ပြီးတဲ့နောက်မှာတော့စားတောက်ဆိုင်မှာနည်းနည်းပါလေးဟိုဘက်ဒီဘက်ပတ်ခဲ့ပါတယ်ဒါကတော့ဆိုင်ထဲမှာရှိတဲ့မွေးမြူရေးကန်ပါဒါဘာကောင်လဲတော့မသိဘူးတခါမှမမြင်ဘူးအခုမှမြင်ဘူးတာဘာသိတဲ့လူတွေရှိလို့ရှိရင်လည်းဘာကောင်လေးလဲဆိုတာပြပြသားပေးအောင်နော်ဒီဆိုင်လေးမှာဆိုလို့ရှိရင်ကြောက်ပစုံအစိမ်းတွေကိုလည်းကိုချိတ်တဲ့အကောင်ရွေးပြီးတော့လက်လက်ဆက်ဆက်ဝယ်လို့ရပါတယ်ကြောက်ပစုံတွေကနန်းတွေအပြင်ကိုဟိုးပင်လေရေရောက်ထဲကနေရှာဖွေရတဲ့ခရုကမာလေးတွေလည်းရပါတယ်နေ့လည်စာစားပြီးတော့ကန့်ချီဘက်ကိုဆင်းလာခဲ့ပါတယ်တောင်ပြေမှာမိုးလေးတစ်ဖက်ဖက်နဲ့နေရဲမပူလို့အရန်နေလို့ကောင်းပါတယ်ခဏနေတော့ပြပြတို့ရုံးဝင်တာနဲ့အကုန်လုံးစုပြီးတော့တင်းကိန်းလေးတွေစောကြပါတယ်တရားနဲ့တရားရင်းနှီးတော့မေးပြက်ဆွေပြက်ဂိမ်းလေးဆော့ပြီးတဲ့နောက်မှာတော့ရေအဝကူးပြီးတော့အပေါ်တက်ခဲ့ပါတယ်ပင်ပန်းသွားပြီဆိုတော့ရေချိုးပြီးတော့ခဏနားလိုက်ပါအောင်မယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါ